ဒီနေ့ကတော့ F5 ခန်းကြီးကိုနံပါတ်9ကနေစတင်ပေးမှာဖြစ်ပါတယ်။နံပါတ်9လုံးမြောက်ကဘာလဲဆိုတော့မီစုဆိုတဲ့ရေးရခန်းကြီးကိုသင်ပေးမှာပါ။一起你生日မီစုကရေးရခန်းကြီးပါသူကသူများနဲ့ပေါင်းစုဤဘယ်မှာတုံးလဲဆိုစုရောပြီးဟိုတစ်ခုနေ့မှာတုံးပါတယ်သူရခန်းကြီးကိုပြန်ဆွဲပြပေးပါမယ်။一起你生日မီစုရေးရခန်းကြီးဖြစ်ပါတယ်နံပါတ်9လုံးမြောက်ကနံပါတ်10လုံးမြောက်ကကျတော့ဘာကိုတင်ပေးမှာလဲဆိုတော့ခိဆိုတဲ့တစ်ပင်ရခန်းကြီးကိုတင်ပေးပါမယ်တစ်ပင်ရခန်းကြီးကတော့ဆွဲချက်လေးလေးပါ一起你生日ခိတစ်ပင်မှာသူကကြတော့သူများနဲ့ပေါင်းရင်ဘာလဲဆိုတော့မိုးခုလို့တိတ်ပဲရသူကကြတော့နေ့လေမှာကျွေးဘာနေ့လဲဆိုတော့ကြက်တာပရင်းနေ့မိုးခုရောပြီးဆိုရင်ကြက်တာပရင်းနေ့ကိုပြောချင်တာပါမိုးခုခိကိုပြန်ဆွဲပြပေးမယ်ပေါ့နော်一起你生日ဆိုတာခိတစ်ပင်မှာသူများနဲ့ပေါင်းရင်မိုးခုသူကကြတော့မိုးခုကြက်တာပရင်းနေ့ကိုသုံးပါတယ်နံပါတ်9လုံးမြောက်ကကြတော့ဒါလည်းဆိုတော့ခိဆိုတဲ့ရွှေကိုသုံးပါပါခိကရွှေလို့လည်းသုံးတယ်ခနဲ့ပတ်စံနေမှာလည်းသုံးတယ်ခိကိုဆွဲပြပေးပါမယ်一起你生日ကိုရခုနနာဟာချီခိရွှေကိုဟောပြတာပါသူကကြတော့ခိသူကကြတော့ဘာသုံးလဲဆိုတော့တောက်ကြနေကိုသုံးတယ်တောက်ကြနေဆိုရင်ခိရောပြီးလို့ခေါ်ပါတယ်ခိကိုပြန်ဖြတ်ပြပေးမယ်ပေါ့နော်一起你生日ကိုရခုနနာဟာချီခိရွှေကိုပြောချင်တာပါအဲ့ဆိုရင်3လုံးပြီးပါပြီပေါ့နော်3လုံးပြီးပါပြီဆိုရင်နောက်တဲ့10လုံးမြောက်ခန်းကြီးရပါလဲဆိုတော့စုချိဆိုတဲ့မြေကြီးရဲ့ခန်းကြီးကိုဆွဲပြပေးမှာပါနံပါတ်10လုံးမြောက်ရဲ့ခန်းကြီးကစုချိမြေကြီးရဲ့ခန်းကြီးပါ一起你生စုချိဆိုတာကမြေကြီးကိုပြောချင်တာမြေကြီးကကြတော့သူကဘာလဲကိုဆိုတော့သူ့ကိုကြတော့တူလို့လည်းခေါ်တယ်ဒိုးလို့လည်းခေါ်တယ်သူကကြတော့နေ့နယ်မှာဆိုရင်ဘာကိုပူစားပြုလဲဆိုတော့ဒိုရောပြီဆိုတဲ့စနေနေ့ကိုပူစားပြုပါတယ်ပြန်ဆွဲပြပေးပါမယ်နော်一起你生စုချိမြေကြီးဖြစ်ပါတယ်အဲ့ဒါဆိုရင်ပေါ့နော် F5 ခန်းကြီး10လုံးမြောက်ကိုတင်ပြီးတော့10လုံးမြောက်ရှိသွားပြီပေါ့နော်ခုနပြောတဲ့မီစုဆိုတာရေခန်းကြီးသူကကြတော့စုဤသူကသူများနဲ့ပါစုဤလို့ခေါ်တဲ့စုဤရောပြီးဗုဒ္ဓဘုနေ့ကိုသုံးတယ်ပြီးတော့ခိတစ်ပင်ရကြတော့သူများနဲ့ပါရင်မိုးခုဖြစ်တဲ့အတွက်မိုးခုရောပြီးကြတာပင်းကိုသုံးတယ်ငါကြတော့ခင်းကကြတော့ရွှေသူကကြတော့အိုခါနဲ့ပတ်စံလို့တော့ခေါ်တဲ့ခင်းရောပြီးတောက်ကြနေကိုသုံးတယ်စုချိကြတော့မြေကြီးကိုကြတော့တိုးလို့လည်းခေါ်တယ်ဒိုးလို့လည်းခေါ်တယ်သူကဗမာဘယ်ကိုစားပြုလဲဆိုတော့ဒိုးရောပြီးဆိုတဲ့စနေလေးကိုစားပြုတယ်အဲ့ဒါဆိုရင်တနင်္ဂနွေနေ့ကပါလဲရှေ့မှာတင်ခဲ့တဲ့နိချိရောပြီးဆိုရင်တနင်္ဂနွေနေ့ဆိုရင်နိချိရောပြီးပါနံပါတ်7လုံးမြောက်ကကြတော့ဗာလဲဆိုတော့တစ်ကနေတစ်ဆက်ရေးတဲ့ဟာကိုပြောပြမှာပေါ့နော်နံပါတ်1ကကြတော့一起ကနံပါတ်1မလား1ဆိုတော့တစ်ချက်ဆွဲတယ်一起နံပါတ်1ကိုပြောတာပါနံပါတ်1ဖြစ်တဲ့အတွက်တစ်ချက်ပဲဆွဲတယ်一起နံပါတ်1ပါ一起นี่ဆိုတော့နေ့ရကြတော့နံပါတ်2မလားနံပါတ်2ဆိုတဲ့အတွက်2ချက်ဆွဲတာအပေါ်ချက်ကတူတယ်အောက်တစ်ချက်လေးကချီရှိတယ်နေ့ဆိုတာကနံပါတ်2ပါဒီလိုပြန်ဆွဲပြပေးပါမယ်ပေါ့နော်一起နေ့2ချက်ဆွဲရတဲ့အတွက်နေ့နံပါတ်2ပါ3ဆန်းရ3မလား3ဆိုတဲ့အတွက်3ချက်ဆွဲတယ်အပေါ်တစ်ချက်ကအတူလေးအောက်ချက်ကအရှိ一起နေ့ဆန်းဆိုတာကနံပါတ်3ပါနံပါတ်3ဆွဲချက်လေးပြန်ဆွဲပေးမယ်ပေါ့နော်一起你生အဲ့ဆိုရင်နံပါတ်3ကိုရှိတာပါအဲ့ဒါဆိုရင်အားလုံး73လုံးပြီးသွားပြီပေါ့နော်နံပါတ်14လုံးမြောက်နံပါတ်14လုံးကကြတော့နံပါတ်4ရှင်နံပါတ်4ကိုပြောချင်တာပါရုံးရဲ့ခန်းကြီးကကြတော့一起你生日ကိုရခုရှင်ဆိုတာက
နံပါတ်4ပါနံပါတ်4ကတော့အတန်ထွက်တွေအများကြီးရှိတယ်ပေါ့နော်ယွန်းလည်းရှိတယ်ရောလည်းရှိတယ်ရှိဆိုပြီးတော့3မျိုးရှိတယ်သူကကျတော့နံပါတ်ကိုယွန်းလို့ခေါ်တယ်ပြီးတော့ယွန်းလို့ခေါ်တယ်ပြီးသွားရင်လဆိုရင်ရှိကစော့စင်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်ယွန်းရောရှိဆိုတော့သူက3မျိုးရှိတယ်ပေါ့နော်ယွန်းလေးကိုပြန်ဆွဲပြပေးမယ်ပေါ့နော်一起你三雄好雄ဆိုတာကနံပါတ်4ပါနံပါတ်5လုံးမြောက်နံပါတ်5လုံးမြောက်ကကျတော့ခေါ်ဆိုတဲ့နံပါတ်5ကိုဆွဲပြပေးမှာပါ5ရဲ့ဆွဲချက်လေးက一起你三雄ခေါ်ဆိုတာကနံပါတ်5ပါနောက်တစ်ခေါက်ပြန်ဆွဲပြပေးမယ်ပေါ့နော်一起你三雄ဆိုရင်ခေါ်နံပါတ်5ပါနံပါတ်6လုံးမြောက်ကဘာလဲဆိုတော့နံပါတ်6ကိုပြောချင်တာ6ကကျတော့ခေါ်ပြီးရခုဆိုရင်နံပါတ်6ရဲ့ဆွဲချက်ကလည်းလွယ်လွယ်လေးပါ一起你三雄ရခုကကျတော့နံပါတ်6ကိုပြောတာပါဆွဲချက်လေးပြန်ဆွဲပြပေးမယ်ပေါ့နော်一起你三雄ရခုဆိုရင်နံပါတ်6ပါနံပါတ်6နံပါတ်9ကကျတော့နာနာလို့လည်းခေါ်တယ်ရှိချိလို့လည်းခေါ်တယ်နံပါတ်9ကိုပေါ့နော်နံပါတ်9ခန်းကြီးကကျတော့一起你နာဆိုတာကနံပါတ်9ပါသူကခဏန်းဆိုရင်နာလို့ခေါ်တယ်ပြီးသွားရင်ဇူလိုင်လဆိုရင်ဘာလို့ခေါ်လဲဆိုရင်ရှိချိကာဆိုလို့ခေါ်တယ်ခုန၄တုံးကလည်းအဲ့တိုင်းပဲခဏန်းဆိုရင်ရုံးလို့ခေါ်တယ်လဆိုရင်ရှိကာဆိုဒီလိုမျိုးပဲခုနှစ်ကလည်းအဲ့တိုင်းပဲသူကခဏန်းဆိုရင်နာလို့ပဲခေါ်တာလကြတော့ရှိကာဆိုပြောသွားတယ်နာလေးကိုပြန်ဆက်ပြပေးမယ်ပေါ့နော်一起你နာဆိုတာကနံပါတ်9ပါနံပါတ်9ပေါ့နော်နံပါတ်9ပြီးသွားရင်7 13ဒါဆိုရင်14 15 16 19နံပါတ်18မြောက်လုံးနံပါတ်18မြောက်မှာဟာချီဆိုတဲ့8 9ကိုဆွဲပြမယ်ဟာချီကဆွဲချက်က2ချက်ပဲရှိပါတယ်一起你ဟာချီကကြတော့နံပါတ်8ကိုပြောချင်တာပါပြန်ဆွဲပြပေးမယ်一起你ဟာချီနံပါတ်8နံပါတ်19လုံးမြောက်ကဘာလဲဆိုတဲ့အတွက် Q သူကလည်း19လုံးမြောက်6ကနေရလဲ Q လို့လဲခေါ်တယ်ခုလို့လဲခေါ်တယ်သူက2မျိုးရှိရဆွဲပြပေးမယ်ပေါ့နော်一起你 Q အဲကြတော့နံပါတ်9ပါ一起你 Q ဆိုတော့နံပါတ်9ပါသူကလည်းအဲ့တိုင်းပဲနံပါတ်9ကိုကြတော့နံပါတ်9ကတော့ Q လို့လည်းသုံးတယ်ပြီးတော့ခိုနိုလို့လည်းသုံးတယ်ဒါပေမဲ့သူကစက်တင်ဘာ9လပိုင်းဆိုရင်ခုခါဆိုလို့သုံးတယ်အဲ့လိုမျိုးသူကလည်းပြီးွားရင်နံပါတ်ဟိုဟာလေးဆိုရင် Q လို့သုံးတယ်သူက Q ရဲ့ရှိတယ်ခုလည်းရှိတာပေါ့နော်နံပါတ်4ကကြတော့ယွန်းရောရှိဆိုပြီး3မျိုးရှိတယ်နံပါတ်9ကကြတော့နာရဲ့ရှိချိရဲ့ဆိုပြီး2ခုရှိတယ်နံပါတ်9ကကြတော့ခု Q ရဲ့ခိုနိုရဲ့ဆိုပြီးတော့3မျိုးရှိတယ်အားလုံးနံပါတ်20မြောက်က10ဂျူရဲ့ခန်းကြီးကကြတော့လွယ်လွယ်一起你ဆိုရင်ချီဂျူပူဆိုရဂျူနံပါတ်10ပါသူကဂျူပေါ့နော်နံပါတ်10က一起你ဂျူဆိုရင်နံပါတ်10ကိုပြောချင်တာပါအဲ့ဒါဆိုရင်မော်နော်1ကနေ10ထိလည်းပြီးသွားပြီဆိုရင် alpha ခန်းကြီးအလုံး20ပြီးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်